ကျမိုင်နဲ့ညီညွတ်အောင်အဲ့တော့ထမင်းပေါ့နော်ထမင်းနဲ့ဟင်းနေနဲ့ချက်ပြုတ်ပြင်ဆင်စားတော့ကြတော့မယ်ဆိုလို့ရှိရင်ရွေးချယ်မှုကဘယ်လိုထမင်းမျိုးကိုရွေးချယ်စားတော့ကြမလဲအဲ့တော့အာဟာရရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်ကိုကထမင်းကိုအဓိကထားပြီးတော့စားကြတဲ့အတိုင်းပြည်ဖြစ်တဲ့အတွက်ဒီစားတဲ့ထမင်းလေးမှာတလုတ်ပဲစားနှစ်စွန်းပဲစားအာဟာရတွေအများကြီးပါတဲ့ထမင်းလေးကိုစားစေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ်တိုင်းပြည်မှာကဒီထမင်းကိုပဲအဓိက stable food အဖြစ်အဓိကထားစားရတော့ဒီထမင်းရဲ့အာဟာရဒီပြည့်စုံနေတဲ့ထမင်းမျိုးဖြစ်ရမယ်။အဲ့တော့ဘယ်လိုထမင်းမျိုးလဲဆိုလို့ရှိရင်ဆန်လုံးညိုလို့ခေါ်တဲ့ထမင်းအညိုရောင်ပေါ့နော်။အဲ့ဒီကဘယ်ရလာလဲဆိုတော့စပားတွေကိုကြိတ်လိုက်မယ်ဆိုလို့ရှိရင်ဇပကွန်ဆိုတာထွက်သွားတယ်။အဲ့ဒီဇပကွန်နဲ့ဆန်စီအန်ဒိုစပန်လေးရဲ့ကြားထဲမှာအလွှာလေးတွေကနေပြီးတော့ဆန်စက်ကြီးမှာအစင်ပေါင်းများစွာဆင်လိုက်ရင်ထွက်သွားတဲ့ဖွင့်နုနဲ့ဖွဲချမ်းတဲ့စကွဲတွေဆိုတာရှိတယ်။အဲ့ဒီထွက်သွားတဲ့ဖွင့်နုတွေဖွဲချမ်းတွေစကွဲတွေထဲမှာလူကျန်းမာရေးကိုကောင်းစေတဲ့အာဟာရဖြစ်တဲ့မပြည့်ဝစီလို့ပြောတဲ့ unsaturated fat တွေကအဲ့ဒီဖွင့်နုဖွဲချမ်းထဲမှာပါသွားတယ်။နောက်တစ်ခုကကြတော့ vitamin B တွေပေါ့နော် B1 B2 B5 B6 B complex တွေကလည်းတော်တော်များများကထွက်သွားတဲ့ဖွင့်နုဖွဲချမ်းထဲမှာပါသွားတယ်။ဒါကြောင့်မို့လို့ဒီထွက်သွားတဲ့လူမစားတဲ့ဖွင့်နုတွေဖွဲချမ်းတွေစကွဲတွေကိုကျွေးလိုက်တဲ့ဝက်တွေကြက်တွေကြတော့စီဂျိုတို့သွေးတို့ကြောက်ကတ်တို့နှလုံးတို့ဘာမှမဖြစ်ဘူး။အဲ့တော့ဒီဖွေးစုနေတဲ့ဆန်လေးကိုမှကြိုက်ကြတယ်စမတို့လူတွေကကြတော့စီဂျိုသွေးတို့ကြောက်ကတ်နှလုံးအဆုပ်အစားရှိသဖြင့်ယောဂတွေဖြစ်ကြတယ်။ဒါကြောင့်မို့လို့လူတိုင်းကြိုက်တဲ့မဖြစ်မနေစားကြတဲ့ထမင်းလေးမှာကျန်းမာရေးနဲ့ညီညွတ်အောင်ရွေးချယ်စားမယ်ဆိုရင် brown rice လို့ပြောတဲ့ဆန်လုံးညိုကိုစားမယ်ဆိုရင်ပို့ပြီးတော့ညီညွတ်တယ်။အထူးသဖြင့်စီဂျိုယောဂခံစားနေရတဲ့သူတွေသွေးတို့ယောဂရှိတဲ့သူတွေနှလုံးယောဂရှိတဲ့သူတွေဒီလိုမျိုးဆိုလို့ရှိရင်ဆေးတွေကလည်းတစ်ဖက်ကတောက်ရတယ်တစ်ဖက်ကလည်းမတည့်တဲ့အစားအသောက်တွေရှောင်ရတယ်အဲ့ဒီအခါမျိုးမှာ fiber လို့ပြောတဲ့ခန္ဓာကိုယ်ရဲ့အစာချေဖြစ်မှုကိုအဓိကကျတဲ့ dietary fiber အစာချေဖြစ်မှုအဓိကကျတဲ့အာဟာရဖြစ်တဲ့ fiber ကိုဒီဆန်လုံးညိုစားမယ်ဆိုရင်များများရတဲ့အတွက်ထမင်းကိုဆန်ဖွေးဆိုနေတဲ့ထမင်းကိုကျွေးစလုံးလေးနဲ့စားမယ်ဆိုရင်100 gram ရှိမယ်အဲ့ဒီ100 gram မှာနဲ့ခုနဆန်လုံးညိုကြီး100 gram စားတာနဲ့ကတော်တော်ပွားသွားတယ်အဲ့တော့အဓိက fiber လို့ပြောတဲ့အမြင့်ဓာတ်တွေရှိတော့ဆန်လုံးညို100 gram လောက်စားခြင်းဟာဥမာရွာတွေမှာလယ်တွေမှာအလုပ်လုပ်တဲ့အလုပ်သမားတွေဆိုရင်လက်ခုပ်ကြီးတွေနဲ့စလုံးကြီးတွေမှာထည့်ပြီးတော့စားတယ်အဲ့လက်ခုပ်ကြီးတစ်ခုပ်ဆိုတာဒီလူတစ်ယောက်တစ်ခါစားတဲ့ပမာဏအဲ့တော့စမတို့မြန်မာပြည်ကစံစားနှုန်းကဘယ်လောက်တောင်များလဲဆိုတာဒါမြင်သာအောင်ဥပမာပေးတာပေါ့နော်အဲ့တော့ဒီဆန်က100 gram ပဲတစ်ခါစားရင်စားတဲ့ဆန်လုံးညိုလိုစားတဲ့ရင်အမြင့်ဓာတ်တွေပါတဲ့အတွက်ဘိုက်ကတင်းသွားတယ်ဘိုက်ကတင်းသွားတဲ့အတွက်နောက်ထပ်ထမင်းတွေအများကြီးထပ်ထွက်ဖို့အာသီသမရှိတော့ဘူးအဲ့တော့ဒီဆန်လေးနဲ့အတူအာဟာရပြည့်တဲ့ဆန်လေးနဲ့တွဲပြီးတော့စားတော့မယ်ဟင်းသီးဟင်းရွက်တွေပဲဆိုရင်ပဲမျိုးစုံငါးဆိုရင်ငါအသားဆိုရင်အသားအဲ့လိုလုံလောက်အောင်ရွေးချယ်ရမယ်အဲ့တော့လူခန္ဓာကိုယ်ကြီးကမနေ့မိုးလင်းကနေမိုးချုပ်တနေ့24နာရီမှာအဲ့ချိန်8နာရီနှုတ်ရင်16နာရီကျန်သေးတယ်အဲ့16နာရီမှာခန္ဓာကိုယ်ရဲ့ရှူလိုက်တဲ့အသက်ရှူလိုက်တိုင်းမှာခန္ဓာကိုယ်ကစွမ်းအင်တွေသုံးနေတာဖြစ်တဲ့အတွက်ဘာမှအလုပ်မလုပ်ဘဲနဲ့ဇိမ်နဲ့ထိုင်နေလဲ energy ကသုံးနေတာပဲဒါကြောင့်မို့လို့အဲ့ဒီ energy တွေပြန်ပြည့်ဖို့အတွက်ကကြတော့ဆွဆွကပြောတဲ့အာဟာရ6မျိုးလုံးကိုတင့်မျှတအောင်စနစ်တကျစားရတယ်ဒါကြောင့်မို့လို့ထမင်းနဲ့အတူတွဲစားမယ်အသားလားငါးလားပဲမျိုးစုံလားပြီးရင်အစစ်အစံလားပြီးရင်အသီးရွက်လားဆိုတာကိုလုံလောက်တဲ့ပမာဏဖြစ်အောင်အများကြီးစားရမယ်အဲ့လိုရွေးချယ်စားတောက်တဲ့နေရာမှာလေအသားဓာတ်ဆိုတာမရှိမဖြစ်လိုအပ်တယ်အဲ့တော့အသားဓာတ်ကိုပဲရနေပဲယူမယ်ဆိုရင်ပဲကိုထမင်းစားစုံလေး2စွန်းနဲ့စားရင်တော့မလုံလောက်ဘူးအဲ့တော့လူတစ်ယောက်ကတနေ့ကိုအသားဓာတ်6အောင်စဆိုတာလက်ဝါးနဲ့နှိုင်းကြည့်မယ်ဆိုရင်လက်ဝါးတစ်ပြားစာလောက်က3အောင်စရှိတယ်အဲ့တော့နေကင်းစာမှာတစ်ဝက်3 ounces စားမယ်ညစာကြလို့ရှိရင်နောက်ထပ်တစ်ဝက်နောက်ထပ်3 ounces စားမယ်ဆိုရင်တနေ့ကိုစားမယ်6 ounces ကဒီလိုမျိုးလက်ဝါးနှစ်ပြားစာအဲ့တော့ကိုကကြသားဆဝါငါးဆဘာဆကိုလက်ဝါးလေးနဲ့ကိုတင်ကြည့်ကြည့်လိုက်အဲ့လက်ဝါးတစ်ပြားစာလေးပြည့်တယ်ဆိုရင်ဒါတစ်ခါစားရမယ်ပမာဏအတွက်လုံလောက်တယ်အဲ့တော့နေကင်းစာနဲ့ညစာကို6 ounces ကိုနှစ်ခါခွဲစားမယ်ဒါကအသားစားမယ်ငါးစားမယ်ကိုကပေးမျိုးစုံတွေပဲစားမယ်ဆိုရင်ပေးမျိုးစုံကရတဲ့အသားဓာတ်ကကြတော့အများကြီးစားမှာအသားဓာတ်6 ounces ကိုရမှာအဲ့တော့မစားခြင်းစားခြင်းနဲ့2စွန်းလောက်လေးစားမယ်ဆိုရင်တော့ခန္ဓာကိုယ်ကပရိုတင်းချို့တဲ့အတွက်ခန္ဓာကိုယ်ကြီးရဲ့ဖွံ့ဖြိုးမှုတွေကတိုက်တာမဖွံ့ဖြိုးတော့ခန္ဓာကိုယ်လိုအပ်တဲ့စွမ်းအင်တွေကအပြည့်အဝမရရှိတဲ့အတွက်ကိုယ်လောက်ရမယ်အသမီးဝန်ကြောင့် professional တွေကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ personal ကိစ္စတွေမှာထိအောင်မလုပ်နိုင်တော့ဘူးတခုခုဆိုရင်ခေါင်းကိုက်နေမယ်မူးနေမယ်မောနေမယ်အားမရှိဘူးဒီလိုမျိုးတွေဖြစ်နေတတ်တယ်ဘာလို့လဲဆိုတော့အာဟာရမလုံလောက်လို့ဒါကြောင့်မို့လို့ကိုကဘာဝဲစားပြည့်ဝပြီးတော့ balance diet လို့ပြောတယ်မျှတတဲ့အာဟာရတွေအကုန်ပါတဲ့အစားအသောက်ဆိုတာဈေးကြီးနဲ့ပေးပြီးတော့ပြပကနေတင်သွင်းလာတဲ့
တကယ် fancy ပေါ့နော်တခါလေချိုးချင်းငံဆက်နေအရသာတွေပြည့်စုံနေတဲ့ဒီလိုအစားအသောက်မျိုးကိုခေါ်တာမဟုတ်ပါဘူးလို့အဲ့တော့ကိုယ့်ရဲ့ဝင်ငွေနဲ့ကိုတတ်နိုင်တယ်ကိုကြိုက်စာလေးတွေဖြစ်မယ်ဒါပေမဲ့စုံစုံလင်းလင်းလေးနဲ့ဖွဖွရရလေးကိုတန်တန်ရှင်းရှင်းနဲ့ကျန်းမာရေးနဲ့ညီညွတ်အောင်စီစဉ်ပြီးစားတော့ခြင်းရတာအာဟာရပြည့်စုံတဲ့ဟင်းတပွဲဖြစ်တယ်ပေါ့နော်